ဒီနေ့ကျမတို့မောင်နှမတွေဒီဆိုပြောပြခြင်းနဲ့တခြင်းလေးနာမည်ကရှုံးခြင်းနဲ့မောင်ရဲ့ဆိုတဲ့ခြင်းလေးဖြစ်ပါတယ်။ line ပေါ်မှာတော်တော်လေးအခုတော့နာမည်ကြီးနေတဲ့မဝိုင်းစုခိုင်သိန်းရဲ့တခြင်းလေးဖြစ်ပါတယ်။တင်းကြီးကတော့မခင်ပုံဖြစ်ပါတယ်။ကျေးဇူးပြု၍ချစ်တော်နာလေးနဲ့နားဆင်ပေးပါဦးရှင်။နိုင်နေလားတကယ်ပြောနေပါမလားနိုင်နေချမရဲ့အရှုံးတွေကြမောင်တကယ်သေးကြလားနိုင်တွေသာကြွေး၍ကုန်ဆုံးနေဆုံးစီနိုင်ခဲ့ဘူးချမတွေခဏလောက်ပြေးထွက်ခဲ့ပါလားချစ်စစ်တော့ကိုမသိနိုင်သူတွေကြောင့်ယုံနိုင်စရာပြောင်းလဲမှုတွေကြောင့်ဆုံးနိုင်အောင်ရဲ့စကြနေလားရင်ဆိုင်မဲ့သူတစ်ပြတ်ပေါ်ချစ်များနေချမဝီကရှိနေပါမယ်ယုံကြည်နေမောင်ချစ်သေးလားချင်နာရီပြအေးစနေတဲ့ပြီနှွေထွေးခွင့်ပေးမလားမဟန်ဆောင်နေမလားရမခေါ်ချင်နေသိမနေနဲ့ငါမတွေ့ချင်တော့ဘူးစမတဲ့ခဏလောက်ပြေးထွက်ခဲ့ပါလားချစ်စစ်ကြောင့်မသိနိုင်သူတွေကြောင့်ယုံနိုင်စရာပြောင်းလဲမှုတွေကြောင့်ဆုံးနိုင်အောင်ရဲ့စကြရလားရင်ဆိုင်မဲ့သူပြပြပေါ်ချစ်များနေချမဝီကရှိနေပါမယ်တွေ့ခဏလောက်ပြေးထွက်ခဲ့ပါလားအချစ်စကြောင့်ကိုမသိနိုင်သူတွေကြောင့်ယုံနိုင်စရာပြောင်းလဲမှုတွေကြောင့်ဆုံးနိုင်အောင်ခွဲရကြရလားဆိုင်မဲ့သူပြပြပေါ်အချစ်များနေချမဝီကရှိနေဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။